မင်္ဂလာပါရှင်ကြက်ပေါင်းခေါက်ဆွဲလေးချက်စားပါတယ်လွယ်လွယ်ကူကူလေးချက်စားရမလို့လုံကြီးလေးပြပါမယ်စက်သားကတော့မုံမုံဝယ်လာတာပါကြီးကြီးတွေပဲရှင်အဲ့ထဲကိုကျမကညရဲကနေပြီးတော့ရတာမုံထည့်တယ်ခယူးစီလေးအနေငယ်ထည့်တယ်အချိုတဲ့လိုချင်တဲ့အတွက်ခယူးစီထည့်ခြင်းဖြစ်ပါတယ်ပြီးတော့ရင်တော့ကျမကသူ့ထဲကိုပန်းငမြရဲ့အကျဲအစိမ့်ပတ်ထည့်ပါတယ်အယောင်လိုချင်တဲ့အတွက်ကြောင့်မလို့ပန်းငမြရဲ့အပြည့်လည်းအနေငယ်ထည့်ပါမယ်ရှင်ကျမကလေအယောင်ကိုပို့ပြီးတော့လေပြင်းပြင်းလေးလိုချင်တာမလို့ပန်းငမြအဖြစ်ကိုများများလေးပို့ထည့်လိုက်ပါတယ်ဒီနေ့ကတောက်ကြနေဖြစ်တယ်ညပဲဖြစ်ပါတယ်ကျမကဒီကြက်သားရုံးကြီးတွေကိုပေါင်းမှဖြစ်တဲ့အတွက်ကြက်သားကိုတိတိလေးမတုံးတော့ပဲနဲ့ဒီအကြီးတွေအတိုင်းကျမကနေဖက်ပြီးရေကတစ်တာတွေကိုထည့်ထားမှဖြစ်ပါတယ်မပါမဖြစ်ကတော့တရုတ်မဆလာဖြစ်ပါတယ်တရုတ်မဆလာကတော့မိမိအဆင်ပြေတယ်ဘယ်တရုတ်မဆလာမဆိုအသုံးပြုနိုင်ပါတယ်တရုတ်မဆလာကိုလိုတလောက်ချိန်စားပြီးတော့ထည့်ပါပြီးတော့ရင်တော့နေဖက်ပြီးတော့ကျမကအပေါ်ကနေပြီးတော့ plastic လေးအုပ်တယ်ရေခဲတစ်တာတွေကိုထည့်ထားမှဖြစ်ပါတယ်မဟုတ်ရေခဲတစ်တာတွေမှာနံတက်ပါတယ်ဒါကြောင့်မလို့သူ့အနံ့လည်းမထွက်သွားအောင်သူ့ကို plastic လေးနဲ့ပေါ်အုပ်ပြီးတော့ရေခဲတစ်တာတွေမှာတညနှက်ထားပါမယ်ရှင်ဒါဆိုရင်တော့အရန်စားကောင်းတဲ့အရသာလေးသူ့တွေကိုစိတ်မြုပ်ဝင်သွားတဲ့အနေအထားလေးဖြစ်မှာဖြစ်ပါတယ်ရှင်နောက်နေ့မနေ့ရောက်လာပါပြီအဲ့လိုအချိန်နေမျိုးဆိုရင်တော့ကျမကဂျင်းနဲ့ကြက်သွမြူကြိတ်ထားတာကိုသူ့ထဲကိုထည့်ပြီးတော့တစ်ဖန်နဲ့နှက်ပါမယ်ရှင်ဆဆရက်ထဲကဂျင်းနဲ့ကြက်သွမြူထည့်ပြီးတော့နေခြင်းနဲ့ဆိုလဲရပါတယ်ကျမကတော့ဒုတိယရက်မှသာဂျင်းနဲ့ကြက်သွမြူထည့်ပြီးတော့ဒီအသားနဲ့တမအောင်နေလိုက်ပါမယ်ရှင်ကြက်ပေါင်းရတာကအချိုတက်လဲလိုအပ်ပါတယ်ဒါကြောင့်မလို့ကျမကတကြားကိုထမင်းစားစွန်းနဲ့နှစ်စွန်းစာထည့်ပြီးတော့အယောင်လေးရရန်အတွက်အခုလိုမျိုးလေးလုံးစီလေးနဲ့ငယ်ထည့်လိုက်ပါတယ်စီစိမ့်နဲ့လေးပျောက်သွားတယ်ဆိုရင်တော့စောနာကနှက်ထားတဲ့ကြက်သားကိုထည့်လိုက်ပါမယ်ဒီကြက်သားစလုံးကိုကျွန်မရေချင်းချမှာဖြစ်ပါတယ်ရေမချင်းချခင်ဒီကြက်သားရဲ့ပြီးတော့ပထမတကြားရဲ့ကိုတမအောင်ရောင်းမနဲ့ကျွန်မတွန်းထုတ်လိုက်ပါတယ်ကြက်သားလေးကိုအပေါ်ရန်တင်းစီဒီကျွန်မဒီမှာတည်ပါမယ်ရှင်စက်သားလေးတွေကလုံးဝအပေါ်ရန်တင်းလာပြီအခုလိုနေထားလေးဒါအပေါ် view ကနေပြတာပေါ့နော်အခုလိုနေထားလေးဖြစ်လာပြီဆိုရင်တော့ရေထည့်ပါတယ်ရေကိုစက်သားမမြုပ်တမြုပ်အနေထားရောက်သည့်အထိကျွန်မထည့်ပါတယ်နော်အကယ်၍စက်သားကလေတအားကြီးမြုပ်သွားတဲ့ခါကျရင်ရေတွေကတအားများတယ်ရှင်ထားကြမို့ပါနော်မမြုပ်တမြုပ်အနေထားကျွန်မထည့်တယ်နောက်ပြီးတော့ဒီမှာသတိထားမှာကကျွန်မကဒီမှာစက်သွမိတ်တစ်ထွေးလေးထည့်တယ်ပြီးတော့ရင်တော့အဖုံးပိတ်ပြီးတော့သူ့ကိုမိနစ်90ကနေပြီးတော့တနာရီပေါင်းပါမယ်ဒီနေရာမှာကိုကတိတဘိုးကောက်ထည့်ခြင်းနဲ့နနက်ပွင့်ထည့်ခြင်းနဲ့ကရဝေးရထည့်ခြင်းနဲ့စိတ်ကြိုက်ထည့်လို့ရပါတယ်ဒီအိုးလေးကိုကျွန်မမိနစ်90ကနေတနာရီလောက်ပေါင်းပါတယ်နော်မိမိကအခြားအရသာထည့်ခြင်းနဲ့ဘာညာကွီးကွာဆိုလဲစိတ်ကြိုက်ထည့်နိုင်တယ်ဒါကတော့ကျွန်မပေါင်းနေတဲ့အနေထားလေးဖြစ်ပါတယ်ရှင်ဒီအိုးကမိနစ်90တနာရီဆိုရင်နူးအီးနေတာပါပဲရှင်မိနစ်90တနာရီလောက်ပေါင်းပြီးသွားတယ်ဆိုရင်သူကရေကြံလေးရှိတတ်ပါတယ်နော်ဒီအိုးကိုဖွင့်ရတဲ့ကျမကမီလုံးဝပိတ်လိုက်တယ်အထဲမှာရှိတဲ့လေကိုရုံးစုံထုတ်လိုက်တယ်ထုတ်လိုက်ပြီးတော့မှသာအိုးကိုဖွင့်လို့ရတာဖြစ်တယ်အပေါ်မှာရှိတဲ့အနီတုံးအောက်ပြုတ်ကျသွားတယ်ဒီအိုးကိုဖွင့်လို့ရပါပြီရှင်အနီတုံးမရှိမှသာဖွင့်လို့ရတယ်နော်အနီတုံးရှိရဆိုဖွင့်လို့မရအနေထားလေးကဒီလိုလေးပါလုံးဝဣစင်းနေတယ်အဲ့တော့ကျမကခင်းတစ်ချောင်းယူပြီးတော့သူ့ကိုအနေထားကိုစမ်းသပ်ပါမယ်ရှင်ကြက်ပေါင်းနေထားလေးကလုံးဝအဆင်ပြေနေပါပြီအဲ့လိုနေထားဆိုရင်တော့ကျမကငရုတ်ကောင်းလေးလိုချင်တာမဟုတ်လို့အပေါ်ကနေပြီးတော့ငရုတ်ကောင်းလေးနည်းနည်းလေးဖြူထည့်ပါတယ်ရေလေးအနှဲငယ်ခန့်အောင်စောင့်ပါတယ်အရသာစိတ်ကြိုက်မိပါမိမိကအရသာလိုတယ်ဆိုရင်ထပ်ထည့်ပြီးတော့ဆက်ပြီးတော့မိမိကကြိုက်တဲ့အရသာအောင်ညှိယူနိုင်ပါတယ်ကျမကတော့ဒီခောက်ဆွဲကိုအသုံးပြုမှာဖြစ်ပါတယ်ဒါမိုးမိုးပေးတဲ့ခောက်ဆွဲပါဒီခောက်ဆွဲကိုကျမပြုတ်ထားပါတယ်နော်ပြုတ်ထားပြီးသားခောက်ဆွဲကိုကျွန်မရေဆေးချလိုက်တယ်ပြီးတော့ရဆိုရင်တော့ဒီထဲကိုဒီခောက်ဆွဲကိုပြန်လာထည့်မယ်နော်စလုံးထဲကိုခောက်ဆွဲလေးကိုထည့်ပြီးသွားတာနဲ့ကျွန်မကဒီနေ့ကစီချက်မသုံးဘူးစောနာကပြုတ်ထားတယ်ချက်ပေါင်းနဲ့အရေကိုသုံးမယ်ပြီးတော့ကျက်သွမြူကြောကိုအသုံးပြုမှာဖြစ်ပါတယ်ချက်ပေါင်းနဲ့အရေကအချိုးတည်းရှိပြီးသားဒါကြောင့်လို့ဒီမှာကျွန်မပြန်လာပြီးတော့သုံးနေစားလို့ကောင်းတယ်ဒါပေမဲ့မိမိကစီချက်လုံးဝစီထက်ခြင်းနဲ့ဆိုရင်တော့စိတ်ကြိုက်ပါစီကြိုက်တဲ့သူတွေပေါ့နော်ကျွန်မကတော့စီကိုအနည်းဆုံးအသုံးပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာစီကို
အများကြီးမထည့်တော့ကြက်ကထွက်လာတဲ့စီကလည်းသူ့အရေးထဲမှာရှိပြီးသားလေဒါကြောင့်မလို့ပါပြီးတော့ရင်ဒါလေးကိုတမအောင်ခရင်လေးနဲ့မှွေလိုက်တယ်နောက်ပြီးတော့ချစ်သွမိတ်ကလေးတွေကျမတစ်ဖက်မှာလှီးဖြတ်ထားပါတယ်ဂျပန်ဟောက်ဆွဲလေးဖြစ်တဲ့အတွက်ချစ်သွမိတ်ကလေးကလည်းလိုအပ်ပါတယ်အချင်းလဲလှုပ်ထားပါတယ်နော်အချင်းကတော့ကျမကခေါ်ဘီလေးကိုပပလီချစ်သွနီလေးကိုပပလီပြီးတော့ရှာလကာရီတကြားလေးနဲ့ကျမဒီမှာစားလေးနဲ့ငယ်ထိပ်ပြုတ်လုပ်ထားခြင်းဖြစ်ပါတယ်ဒါကတော့ကျမရဲ့ချက်ပေါင်ကြီးဖြစ်ပါတယ်အဲ့တော့အားရပါရချက်ပေါင်ကိုဆိုင်နေမှာလုပ်တဲ့အတိုင်းပဲအသားကိုဓာတ်နဲ့ရိုက်ပြီးပြားချလိုက်ပါတယ်ပြီးတော့တတုတ်တုတ်နဲ့ဆင်းပြီးတော့ပကံထဲကိုထည့်လိုက်ပါတယ်မိစားထိုင်တဲ့ကြိုက်ပါဒီအနေထားဆိုရင်တော့ကျမရဲ့ချက်ပေါင်းခေါက်ဆွဲလေးက ready ပါပဲရှင်အပေါ်ကနေပြီးတော့ငရုတ်ကောင်းလေးဖြူနိုင်ပါတယ် thank you ပါ